ကျေးဇူးတော်ပါပဲဒီညနေဒီနေ့ US မှာတော့မနေ့ပေါ့နော်ဝင်ငါ့ဖို့ပြင်ဆင်ထားတဲ့နေ့ဝတ်တော်ကောင်းစဉ်ကဗတ္တိဇံအသက်တာဆိုတဲ့ကောင်းစဉ်ဖြစ်ပါတယ်အဲ့ဒီကောင်းစဉ်နဲ့ဝင်ငါပေးသွားချင်ပါတယ်ဗတ္တိဇံအသက်တာဖြစ်ပါတယ်အခြေပြုကျမ်းချက်ကိုကျွန်တော်ကြားနာရအောင်ကောလောသဲ2:7ဖြစ်ပါတယ်ကောလောသဲ2:7ဗတ္တိဇံအဖြစ်တို့သခင်နှင့်အတူတကြိုခြင်းကိုခံကြ၏ခရစ်တော်ကိုသေခြင်းမှထမြောက်စေတော်မူသောဘုရားသခင်၏ပြုပြင်အားထုတ်တော်မူခြင်းကိုယုံကြည်သောအဖြစ်ဗတ္တိဇံကိုခံ၍ထိုသခင်နှင့်အတူထမြောက်ခြင်းသို့ရောက်ကြ၏လို့ပြထားပါတယ်ဒီကျမ်းချက်မှာအလွန်အရေးကြီးတဲ့အကြောင်းအရာနှစ်ချက်ပါတယ်ဆိုတော့ကျွန်တော်တွေ့နိုင်ပါတယ်အဲ့ဒီနှစ်ချက်ကဘာဖြစ်မလဲဆိုတော့ယုံကြည်သူတွေခရစ်တော်နဲ့အတူတကြိုခြင်းနောက်ကခရစ်တော်နဲ့အတူထမြောက်ခြင်းဆိုတဲ့အကြောင်းအရာဖြစ်ပါတယ်အဲ့လိုကျွန်ုပ်တို့ခရစ်တော်နဲ့အတူတကြိုခြင်းခရစ်အတူထမြောက်ခြင်းဖြစ်လာဖို့ဟာဗတ္တိဇံမပါရင်မဖြစ်နိုင်ပါဘူးဖြစ်မလာပါဘူးဒါကြောင့်ကျမ်းစာမှာဗတ္တိဇံအဖြစ်ထိုသခင်နဲ့အတူတကြိုခြင်းခံကြ၏ဗတ္တိဇံကိုခံ၍ထိုသခင်နဲ့အတူထမြောက်ခြင်းသို့ရောက်ကြ၏လို့ရေးထားတာဖြစ်ပါတယ်ဒါကြောင့်ဗတ္တိဇံဆိုတာအလွန်အရေးကြီးတဲ့အကြောင်းအရာတစ်ခုဖြစ်တယ်ဆိုတော့ကျွန်တော်နားလည်ရပါတယ်ဘလောက်တော့အရေးကြီးလဲဆိုလို့ရှိရင်ဗတ္တိဇံဟာမပါမဖြစ်မရှိမဖြစ်မသိမဖြစ်အဲ့လောက်အရေးကြီးတာဖြစ်ပါတယ်ဘလောက်အရေးကြီးလဲထပ်ပြောမှဆိုရင်ဖယားသခင်ရဲ့ကယ်တင်ခြင်းစီမံကိန်းထဲမှာဗတ္တိဇံဟာအရေးအကြီးဆုံးအရေးအမြစ်တစ်ခုအဖြစ်ပါရှိနေတယ်ဆိုတော့ကျွန်တော်တို့နားလည်ရပါတယ်ဒါကြောင့်ချစ်တော်ညီကောင်မတို့မှာဖယားသခင်ရဲ့ကယ်တင်ခြင်းစီမံကိန်းမှာသင်ကိုအပြစ်ဒဏ်ကလွတ်ဖို့ယုံလောက်ငရဲမကြဘူးယုံတော့ကြံစီထားတဲ့စီမံကိန်းမဟုတ်ဘူးဆိုအဲ့တော့ကျွန်တော်သိဖို့လိုပါတယ်။ဘုရားသခင်ကကျွန်တော်ကျမတို့ကိုကယ်တင်ခဲ့တာအပြစ်မှလွတ်ယုံငရဲမှလွတ်ယုံအဲ့လောက်ကလေးမဟုတ်ဘူးနော်။အပြစ်လွတ်ခြင်းငရဲမှလွတ်ခြင်းခံရပြီးတဲ့နောက်မှာကျွန်တော်ကျမတို့တယောက်စီတိုင်းအသက်တာမှာနောက်ထပ်လွတ်မြောက်ခြင်းတွေရဖို့လည်းပါနေတယ်ဆိုတော့အဲ့ဒါကိုသိဖို့အလွန်အရေးကြီးပါတယ်။အဲ့ဒီလွတ်မြောက်ခြင်းရဖို့အတွက်ကဗတ္တိဇံဟာအလွန်အရေးကြီးတဲ့အခြေခံအရေးအမြစ်နေရာမှာပါဝင်နေတယ်ဆိုတော့ကျွန်တော်သိဖို့လိုပါတယ်ချစ်တော်ဒီမောင်တို့မှာအကယ်၍သာကျွန်မတယောက်စီတိုင်းဟာအပြစ်လွတ်ချင်းခံရပြီးငရဲကလွတ်ဖို့လောက်သာသိထားရင်တမလွန်ဘဝအတွက်တော့ပြဿနာမရှိပါဘူးနော်တမလွန်ဘဝအတွက်ပြဿနာမရှိပေမဲ့ယခုဘဝကျွန်မတယောက်စီတိုင်းအသက်တာမှာပြဿနာအကြီးကျယ်ရှိပါတယ်တမန်တရားနဲ့လွဲချော်ခြင်းတွေကြရှုံးခြင်းတွေအကြီးအကျယ်တွေ့ရမှာဖြစ်တယ်ဒါကြောင့်သင်ကျမတယောက်စီတိုင်းဟာအပြစ်လွတ်ခြင်းငရဲကလွတ်ချင်းလောက်နဲ့ကျေနပ်မနေပဲအသက်တာအတွက်မရှိမဖြစ်လိုအပ်တဲ့လွတ်မြောက်ခြင်းတွေရရှိဖို့နော်ဗတ္တိဇံအကြောင်းကိုနော်ဗတ္တိဇံနဲ့သက်ဆိုင်နေတယ်ဆိုတော့သိပြီးတော့ရှင်းရှင်းလင်းလင်းကျွန်တော်တို့နားလည်ဖို့သိအရေးကြီးပါတယ်ဆိုတော့အဲ့မှာကျွန်တော်ဗတ္တိဇံအကြောင်းကိုဆက်ပြီးတော့ဝင်ငါခင်မှာနော်ကျွန်တော်တို့အသက်တာအတွက်မရှိမဖြစ်လိုအပ်တဲ့လွတ်မြောက်ခြင်းတွေကဘာလဲဆိုတာအရင်လေ့လာရအောင်နော်ကျွန်တော်တို့အတွက်နော်အသက်တာမှာမရှိဖြစ်လိုအပ်တဲ့လွတ်မြောက်ခြင်းကအများကြီးရှိပါတယ်အဲ့ထက်၄ခုပဲကျွန်တော်ရွေးပြီးတော့ဝင်ငါပေးပါမယ်တစ်ခုကလူဟောင်းဘဝမှာလွတ်ပြီးတော့အသစ်ဖြစ်ပွားခြင်းနောက်တစ်ခုကအသစ်သောအသစ်တာနဲ့ကျင်လည်ခြင်းနော်ဆိုတော့နံပါတ်1ကတော့ regeneration ပေါ့နံပါတ်2ကတော့ live in a new life ပေါ့အသစ်သောအသစ်တာနဲ့ကျင်လည်ခြင်းနော်နံပါတ်3ကတော့အပြစ်တရားလက်မှလွတ်ခြင်းဖြစ်ပါတယ်နောက်တစ်ခါနံပါတ်4ကတော့ဆိုးညစ်သောဤပစ္စုပန်ဘဝမှာလွတ်ခြင်းဆိုတဲ့လွတ်မြောက်ခြင်း၄မျိုးကိုကျွန်တော်အသက်တာမှာမရှိမဖြစ်ရရှိဖို့လိုပါတယ်နော်အဲ့ဒီမှာဆိုးညစ်သောပစ္စုပန်ဘဝကိုဗာပြောထားလဲဆိုအင်္ဂလိပ်ကျမ်းမှာက present evil age လို့ပြောထားတာဖြစ်ပါတယ်ဆိုလိုချင်တာကဆိုးညစ်သောဤခေတ်ကာလထဲကလွတ်မြောက်ခြင်းကိုဆိုလိုတာဖြစ်ပါတယ်နော်ကျွန်တော်တို့ရဲ့သက်ရှိဒီဘဝအသက်တာမှာပေါ်ပြထားတဲ့လွတ်မြောက်ခြင်း၄မျိုးကိုနော်ကျွန်တော်တို့ရှင်းလင်းစွာသိပြီဆိုလို့ရှိရင်အသက်တာမှာတကယ်လွတ်မြောက်ပြီးတော့အောင်မြင်တဲ့အသက်တာရရှိမှာဖြစ်ပါတယ်အဲ့လိုမှမဟုတ်ရင်တော့ကျွန်တော်တို့ဟာအသက်တာမှာပြဿနာကြီးအများကြီးနဲ့ကျွန်တော်တွေ့ရမှာဖြစ်ပါတယ်ဆိုတော့ချစ်တော်ကြီးတို့မှာကျွန်တော်အသက်တာမှာကြမေးကြည့်ပါကျွန်တော်ဒီဆိုတော့ပြပြောက်ချင်းဒီခုကိုကျွန်တော်တကယ်လူချင်းပါသလားဟုတ်ကဲ့လူချင်းပါတယ်
တင်ကြီးတဲ့ဖြေကြမှာပါလူချင်းပါတို့လွတ်မြောက်ခြင်းတွေဒါဆိုအဲ့ဒီအတွက်လွတ်မြောက်ခြင်း၄မျိုးရဖို့ဘာလို့အပ်တယ်ဆိုတာကျွန်တော်သိဖို့လိုပါဆိုတော့နံပါတ်1နော်လူဟောင်းဘဝမှာတူပြီးလူသစ်ဖြစ်လာဖို့ကလိုအပ်တာကတစ်ခုတည်းရှိပါတယ်အဲ့ဒါသိခြင်းဖြစ်ပါတယ်နောက်နံပါတ်2အသိသောအသက်တာကျင်လည်နိုင်ဖို့ကလည်းလိုအပ်တာကသူကလည်းသိခြင်းပါပဲနံပါတ်3အပြစ်တရားလက်မှလွတ်မြောက်ဖို့လိုအပ်တာလည်းသူလည်းသိခြင်းပါပဲနောက်တစ်ခါ4သိုးညစ်သောဤပြုစုပံနော်လောကမှာပြုစုပံဤသိုးညစ်သောပြုစုပံကာလမှာနော်ညညူးခြင်းထဲမှာလွတ်ဖို့လိုတာလည်းသိခြင်းပါပဲဒါကြောင့်ဒီလွတ်မြောက်ခြင်း၄ခုအတွက်လိုအပ်တဲ့တစ်ခုဒီလိုအဖြေကသိခြင်းဖြစ်တယ်ဆိုတော့ကျွန်တော်နားလည်ရပါသိခြင်းပဲလိုအပ်တာပါဆိုတော့ဒီလွတ်မြောက်ခြင်း၄မျိုးအတွက်ကျွန်တော်သိခြင်းပဲလိုအပ်တယ်ဆိုတော့ဘယ်လိုသိရမှာလဲဒါကိုလည်းကျွန်တော်သိဖို့လိုပါတယ်ကိုကြီးခွန်နဲ့တော့သိလို့မရဘူးကျမ်းစာနီလန်အတိုင်းသိရမှာဖြစ်ပါတယ်ဒါကြောင့်နော်ကျမ်းစာရဲ့နီလန်အရဆိုလို့ရှိရင်ကျွန်တော်တို့သိဖို့ကလည်းနီလန်ကတစ်ခုတည်းရှိပါတယ်အဲ့ဒီနီလန်ကဘာလဲဆိုတော့ဗတ္တိဇံဆိုတဲ့နီလန်ဖြစ်ပါတယ်ဒါကြောင့်ဗတ္တိဇံဟာဘာလဲဗတ္တိဇံဟာဘာလို့ပြီးတာလဲဆိုတာစက်ကြီးသိလာရအောင်ကျွန်တော်ဗတ္တိဇံလို့ပြောလိုက်တာ ਨੇ နော်ရေမာနှစ်တဲ့ရေဗတ္တိဇံကိုပဲအများကပြေးပြီးတော့မြင်ကြတာများပါတယ်ဒီနေရာမှာပြောတဲ့ဗတ္တိဇံကရေနှစ်ချင်းဗတ္တိဇံကိုပြောတာမဟုတ်ပါဘူးယေရှုခရစ်၌ဗတ္တိဇံကိုပြောတာဖြစ်ပါတယ်ဆိုအဲ့ဒီယေရှုခရစ်၌ဗတ္တိဇံဆိုတာကဆိုတဲ့စကားဟာနော်ကျမ်းစာတအုပ်လုံးမှာသူကယောမ6:3မှာတစ်ချက်တည်းပါတာဖြစ်ပါတယ်နော်အဲ့ဒီယေရှုခရစ်နဲ့ဗတ္တိဇံဆိုတဲ့စကားကိုတချို့နေရာခရစ်နေဆိုရင်နော်ယေဗတ္တိဇံကိုအလေးထားကြပြီအဲ့ဒီစကားလုံးကိုယေရှုခရစ်၌ဗတ္တိဇံဆိုတဲ့စကားလုံးကိုကြားတော့မကြားဘူးဆိုတော့ကျွန်တော်အများကြီးတွေ့ရပါတယ်နောက်အဲ့ဒီစကားလုံးဟာကျမ်းစာမှာတစ်ကြိမ်တည်းပါတာပါတစ်ကြိမ်တည်းပါတာဖြစ်ပေမဲ့တော့ကျွန်တော်အသက်တာမှာမပါမဖြစ်မရှိမဖြစ်မသိမဖြစ်ဒီလိုအရေးကြီးတယ်ဆိုတော့ဆက်ပြီးပြောချင်ပါဆိုတော့လူတယောက်ကိုတော့ baptism လို့ခေါ်တဲ့ baptism ကလာပြုဖို့ဟာသူ့ကို baptize လုပ်ရပါတယ်ရေထဲမှာနှစ်လက်ရတာဖြစ်ပါတယ်ဒီအခါမှာလူကရေထဲကိုရောက်သွားတာဖြစ်ပါတယ်ကိုနီးတူယုံကြည်သူတယောက်ကိုယေရှုခရစ်၌ဗတ္တိဇံခံလို့ဆိုရင်သူ့ကိုခရစ်တော်အထဲမှာနှစ်မြုပ်လိုက်ရမှာဖြစ်ပါတယ်ကျွန်တော်တယောက်စီတိုင်းဟာယေရှုခရစ်၌ဗတ္တိဇံခံဆိုယေရှုခရစ်အထဲကိုရောက်ဖို့သူ့အထဲကိုနှိမ့်မြုပ်ဖို့လိုပါတယ်သူဟာခရစ်တော်အထဲသို့ in Christ ရောက်ရှိသွားမှာဖြစ်ပါတယ်အဲ့ဒီလိုခရစ်တော်အထဲကိုရောက်သွားမှာ in Christ ဖြစ်မှာခရစ်တော်အထဲမှာဗတ္တိဇံခံရဲ့ခရစ်တော်နဲ့အတူသေလို့ရတယ်ဆိုတာဒါကသမတရားဖြစ်ပါတယ်ဒါကြောင့်နော်ကောလောသဲ2:2မှာပြောထားတဲ့အတိုင်းဗတ္တိဇံအဖြစ်ထိုသခင်နဲ့အတူတကြိုခြင်းဗတ္တိဇံကိုခံ၍ထိုသခင်နဲ့အတူထမြောက်ခြင်းဖြစ်လာဖြစ်ပါတယ်ဒါကိုရှင်းရှင်းလင်းနားလည်ဖို့ဆိုရင်ကျွန်တော်ယောမ6:3ကိုအရင်ဆုံးရှင်းလင်းစွာနားလည်ဖို့လိုပါတယ်ကျွန်တော်ကျမ်းစာကိုကြည့်အောင်ယောမ6:3ယေရှုခရစ်၌ဗတ္တိဇံခံတော်သူရှိသမျှတို့သည်အသေးခံတော်မူခြင်း၌ဗတ္တိဇံခံကြသည်ဟုသင်တို့မသိကြသောထို့ကြောင့်အသေးခံတော်မူခြင်း၌ဗတ္တိဇံကိုခံတော်အဖြစ်ထိုသခင်နှင့်အတူတကြိုခြင်းကိုခံကြ၏အကြောင်းမူကားခရစ်တော်သည်ခမည်းတော်၏ဘုန်းတော်အဖြစ်သေခြင်းမှထမြောက်တော်မူသည်နည်းတူငါတို့သည်လည်းအသစ်သောအသက်၌ကျင်နေရကြသည်လို့ပြောပြထားပါယောမ6:3လေးဖြစ်ပါတယ်ဒီကျမ်းချက်မှာယေရှုခရစ်၌ဗတ္တိဇံခံခြင်းထိုသခင်၌ထိုသခင်နဲ့အတူတကြိုခြင်းသေခြင်းမှထမြောက်ခြင်းအသစ်သောအသက်၌ကျင်နေခြင်းဆိုတဲ့အချက်၄ချက်ပါတာကိုကျွန်တော်တွေ့နေပါတယ်အဲ့ဒီ၄ချက်မှာကျမ်းစာဖော်ပြချက်အဓိကဥတီချက်ကဘာဖြစ်မလဲဆိုတော့အသစ်သောအသက်တာ၌ကျင်လည်ဖို့ဖြစ်တယ်ဒါကအဓိကဥတီချက်ပဲဆိုတော့နော်အဲ့ဒီအဓိကဥတီချက်ပြည့်စုံလာဖို့မရှိမဖြစ်လို့အပ်တဲ့ foundation ကဘာဖြစ်မလို့ဗတ္တိဇံအဖြစ်အတူသေခြင်းအတူတကြိုခြင်းအတူထမြောက်ခြင်းဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဒါကိုရှင်းလင်းစွာနားလည်ဖို့ရှိပါတယ်။ဒါကြောင့်ယေရှုခရစ်တော်၌ဗတ္တိဇံမပါပဲအတူထမြောက်ပြီးအသစ်သောအသက်တာမှာကျင်လည်တဲ့ဘဝမရောက်နိုင်ဘူးဆိုတာကျွန်တော်သိလို့လိုပါတယ်။ကောင်းပြီ။လွတ်မြောက်ခြင်းဒီမျိုးအတွက်နော်လိုအပ်တဲ့တစ်ခုဒီဆိုဒီလန်ကသေခြင်းဖြစ်တယ်လို့သေခြင်းအတွက်ဒီလန်ကလည်းဗတ္တိဇံတစ်ခုတည်းရှိတယ်ဆိုတာဝင်ကပြီးဖြစ်တဲ့အတိုင်းကျွန်တော်ယေရှုခရစ်၌ဗတ္တိဇံကိုခံရမှာဖြစ်ပါတယ်။ကောင်းပြီချစ်တော်မိတ်ဆွေ
ယေရှုခရစ်၌ဗတ္တိဇံခံယေရှုခရစ်အထဲကိုရောက်ဖို့လိုတယ်ဆိုတော့သိပါပြီဘယ်လိုရောက်နိုင်မလဲဆိုတာကရှိပါသေးတယ်ရောက်ဖို့လိုတာကိုသိပြီးတော့ဘယ်လိုရောက်သွားလဲမသိရင်လည်းအလုံးမဖြစ်ပါဘူးအဖြေမရှိပါဘူးဒါကြောင့်ရေ၌ဗတ္တိဇံခံဖို့ဗတ္တိဇံပေးတဲ့ဆရာကလူကိုရေထဲနှစ်ပေးရတယ်လို့ထိုနည်းတူကျွန်ုပ်တို့ကိုယေရှုခရစ်အထဲ၌ဗတ္တိဇံခံဖို့ဗတ္တိဇံပေးတဲ့ဘုရားသခင်ကကျွန်တော်တို့ကိုယေရှုခရစ်အထဲသို့ထည့်ပေးရတာဖြစ်ပါတယ်ဒါကိုကျွန်တော်တို့ဘယ်ကျမ်းစာမှာတွေ့နိုင်လဲဆိုတဲ့အခါကျတော့သင်တို့နှင့်ငါတို့ကိုခရစ်တော်၌တည်စေ၍ဗိသိက်ပေးသောသူကဘုရားသခင်ဖြစ်သည်လို့နှစ်ကော1:7မှာတွေ့နိုင်ပါတယ်သင်တို့နှင့်ငါတို့ကိုခရစ်တော်၌တည်စေ၍ဗိသိက်ပေးသောသူကဘုရားသခင်ဖြစ်သည်ခရစ်တော်၌တည်စေ၍ခရစ်တော်အထဲကိုတည်စေတာဒီပြခရစ်တော်အထဲကိုထည့်ပေးလိုက်တာ in Christ ဖြစ်တာကိုဆိုလိုချင်တာဖြစ်ပါတယ်ဘုရားသခင်ကကျွန်တော်တို့ကိုယေရှုခရစ်အထဲ၌တည်စေလို့သာတနည်းပြောရင်ဘုရားသခင်ကျွန်တော်တို့ကိုယေရှုခရစ်အထဲကိုထည့်ပေးလို့သာယေရှုခရစ်အထဲမှာပဋိစ္စခံလို့ရတာဖြစ်ပါတယ်။နော်အဲ့လိုယေရှုခရစ်အထဲကိုဘုရားသခင်ထည့်ပေးလို့ကျွန်တော်ရောက်သွားတယ်ဆိုတော့သိပြီးမှကယိုထိုယေရှုနဲ့အတူသိလို့ရတာဖြစ်တယ်ဆိုတော့ကျွန်တော်နားလည်ရပါတယ်။ယေရှုခရစ်အထက်မှာဗတ္တိဇံခံခြင်းဟာနော် baptized into Christ Jesus လို့ပြောတာဖြစ်ပါတယ်။ဒါကြောင့်ယေရှုသေတဲ့အချိန်မှာကျွန်တော်တို့လည်း baptized into his death ဆိုတဲ့အတိုင်းသူ့ရဲ့သေခြင်းအထဲကိုရောက်သွားတယ်ဆိုတော့ကျွန်တော်နားလည်လို့ရှိပါတယ်။ဒါကိုအသေးခံတော်မူခြင်း၌ဗတ္တိဇံလို့ခေါ်တာဖြစ်ပါတယ်။ချစ်တော်ကြီးကတော့မှာကျွန်တော်တို့ကားတိုင်းမှာကျွန်တော်တို့သေပြီးနော်ခရစ်တော်နဲ့အတူသေပြီးခရစ်တော်အထဲမှာဘာအကျိုးကျေးဇူးတွေရပါသလဲခရစ်တော်နဲ့အတူသေတယ်ခရစ်တော်နဲ့အထဲမှာသေတယ်ဆိုတာကျွန်တော်သိပြီးကဲဘာအကျိုးကျေးဇူးတွေရပါသလဲဘာတွေထူးခြားမှုဖြစ်လာပါသလဲဘုရားသခင်ကနော်ထူးခြားမှုကဘုရားသခင်ကကျွန်တော်တို့ကိုတစ်ချိန်တည်းတတ်တာပါကျွန်တော်လည်းတစ်ချိန်တည်းသေရတာပါဒါပေမဲ့အဲ့ဒီတစ်ချိန်တည်းသေရတော့လေရတဲ့အကျိုးရလဒ်ကတစ်ချက်ကုန်၄ချက်ပြတ်ဖြစ်တယ်ဆိုတော့ကျွန်တော်သိဖို့လိုပါတယ်နံပါတ်1လူဟောင်းသိသွားပါတယ်အဲ့မှာကျမ်းစာကထိုမှတပါငါတို့လူဟောင်းသည်ထိုသခင်နှင့်အတူလောကတဲ့မှာအသေးသက်ချင်းကိုခံပြုငါတို့သိကြ၏နောက်နံပါတ်2တစ်ချက်လူသစ်အဖြစ်အသစ်ဖြစ်ပွားလာပါတယ်ဒါကတစ်ပေ1:3မှာရှိပါတယ်ယေရှုခရစ်ကိုသေခြင်းမှာထမြောက်စေတော်မူသောအဖြစ်ကြီးစွာသောဂိဏတော်နှင့်အညီငါတို့ကိုတဖန်ဖြစ်ပွားစေတော်မူသောငါတို့ယေရှုခရစ်ခမည်းတော်ဘုရားသခင်သည်မင်္ဂလာရှိစေတော်မူသည်အသစ်ဖြစ်ပွားခြင်းအကြောင်းပြောတဲ့ကျမ်းချက်ဖြစ်ပါတယ်နောက်တစ်ခါအသက်တာဟောင်းမှလွတ်ပြီးအသစ်သောအသက်တာနဲ့ကျင်တယ်ရပါတယ်ခရစ်တော်သည်ခမည်းတော်ဘုန်းတော်အဖြစ်သေခြင်းမှထမြောက်တော်မူသည်နည်းတူငါတို့သည်လည်းအသစ်သောအသက်နဲ့ကျင်တယ်ရသည်ဆိုတဲ့ဆောဖတ်သွားတဲ့ကျမ်းချက်ပဲဖြစ်ပါတယ်ယောမ6:4ဖြစ်ပါတယ်နောက်တစ်ခါအချက်၄ကနံပါတ်၄အချက်ကဆိုးညစ်သောဤပြစ္ဆုတ်ပံသွားမှလွတ်မြောက်ရပါတယ်ဘုရားသခင်တို့ဒီချိန်နဲ့တတ်တာတခါတည်းသေရတာမှလွတ်မြောက်ခြင်းက၄မျိုးရတယ်ဆိုတော့ကျွန်တော်သိဖို့လိုပါနောက်ထိုသခင်သည်ငါတို့အပတိဟုသောဘုရားသခင်အလိုတော်နှင့်အညီဤဆိုးညစ်သောပြစ္ဆုတ်ပံမှငါတို့ကိုကယ်နှုတ်ခြင်းကငါတို့အပြစ်ကြောင့်ကိုအပ်ပေးတော်မူ၏လို့ပြောထားပါတယ်ဂလာတိ1:4ဖြစ်ပါတယ်ခရစ်တော်အထဲမှာအသေးခံခြင်းဗတ္တိဇံဖြစ်ဖို့ကပထမအဆင့်2ဆင့်ရှိပါတယ်ပထမအဆင့်အနေနဲ့ခရစ်တော်အထဲကိုရောက်ဖို့လိုပါတယ်ဆိုတာသိပြီးဖြစ်ပါတယ်နော်ခရစ်တော်ဒါဟာခရစ်တော်ထဲ၌ဗတ္တိဇံခံခြင်းဖြစ်တယ်ဆိုတာသိပြီးဖြစ်ပါတယ်ကျွန်တော်တို့ခရစ်တော်အထဲကိုရောက်ဖို့ဘုရားသခင်ထည့်ပေးတာဖြစ်ပါတယ်ဒုတိယအဆင့်ကသေခြင်းအထဲသို့ရောက်သွားဖို့ဖြစ်ပါတယ်သေခြင်းအထဲကိုဘယ်လိုရောက်နိုင်မလဲခရစ်တော်လက်ဝါးကတ်တိုင်မှာအသေးခံတဲ့အချိန်မှာသူ့အထဲမှာရှိကြကျွန်တော်တို့လည်းစောဝေခဲ့သလိုသူနဲ့အတူသေခြင်းအထဲသို့ရောက်သွားတယ်ဆိုအဲ့ဒါကိုသိဖို့လိုပါတယ်ယေရှုခရစ်၌ဗတ္တိဇံခံတော်သူရှိသမျှသည်အသေးခံတော်မူခြင်း၌ဗတ္တိဇံခံရသူသင်တို့မသိသလောတဲ့ယောမ6:3မှာပြောထားပါတယ်မြန်မာကျမ်းကအသေးခံတော်မူခြင်းဗတ္တိဇံဆိုရမယ်အင်္ဂလိပ်က through his baptism into death လို့ပြောထားတယ်ရှိပါတယ်အဲ့ဒီမှာခရစ်တော်အထက်မှာဗတ္တိဇံခံခြင်းအပြင်သေခြင်းအထဲကိုရောက်သွားတယ်ဆိုတော့ကျွန်တော်တို့ရှင်းရှင်းလင်းလင်းသိလို့လိုပါတယ်ဒါကိုရှင်းလင်းစွာနားလည်ပြီးဆိုရင်ခရစ်တော်အထဲမှာတကယ်ဗတ္တိဇံခံပြီးခြင်းဖြစ်တယ်ဆိုတာကိုကျွန်တော်နားလည်ရပါတယ်ဆိုတော့ကောင်းပြီ
အဲ့ဒီလိုခရစ်တော်အထက်မှာဗတ္တိဇံခံပြီးတာနဲ့လူဟောင်းကတည်သွားပြီးပဲအတူတည်တယ်ဆိုတော့အဲ့ဒီမှာလူဟောင်းတည်ပြီးတာနဲ့ဇက်တိုက်ဖြစ်လာတဲ့အရာကရှိပါအဲ့ဒါဘာလို့ဆိုဇက်တိုက်ကိုဖြစ်လာလူသိဖြစ်ခြင်းအပြစ်တရားမှလွတ်ခြင်းအသစ်သောအသက်တာ၌ကျင်လည်ခြင်းဤလောကစိုးညစ်ခြင်းဖဲမှလွတ်မြောက်ခြင်းဆိုတဲ့အရာတွေဟာလူဟောင်းတည်ပြီးလူသိဖြစ်လာပြီးနောက်ပိုင်းမှာဇက်တိုက်ဖြစ်ပွားလာတဲ့အရာတွေဖြစ်တယ်ဆိုတော့ကျွန်တော်သိပါတယ်ဒါကြောင့်ချစ်တော်ကြီးကမှဒီကယ်ချင်းရပြီးနောက်ပိုင်းအသက်တာမှာရရှိခံစားနေရတဲ့လူသိဖြစ်ခြင်းအဲ့ဒါတင်နိုင်ကျင်လည်ခြင်းစတဲ့ဒီအချက်တွေဟာနော်အထက်မှာပြောခဲ့တဲ့နော်တခုဒီတော့လိုအချက်ကြောင့်ဖြစ်အဲ့ဒါကသေခြင်းကြောင့်ဖြစ်တယ်နော်ထိုနည်းတူပဲကျွန်တော်တို့အသက်တာမှာနော်သေခြင်းအတွက်လိုအပ်တဲ့အရာကလည်းတခုတည်းရှိတယ်အဲ့ဒါကလည်းဗတ္တိဇံဒါကြောင့်ဗတ္တိဇံယေရှုခရစ်၌ဗတ္တိဇံခံခြင်းကဘယ်လိုခံရလဲခရစ်တော်အထက်ကိုဘယ်လိုရောက်သွားတာလဲသေခြင်းအထက်ကိုဘယ်လိုရောက်သွားတာလဲခရစ်နဲ့ဘယ်လိုအတူသေရတာလဲဆိုတဲ့အရာကိုကျွန်တော်တို့ကတမန်တရားပြောတဲ့ကိုတစ်ချက်ချင်းရှင်းလင်းစွာနားလေကိုသိအရေးကြီးပါတယ်အဲ့ဒါမှသာအတူသေအတူတကြိုအတူထမြောက်အသစ်တပံဖြစ်ပွားဆိုတဲ့ဘဝကိုရောက်ပြီးတော့နောက်ထပ်အသက်တာကိုဆက်ပြီးတော့လွတ်မြောက်ခြင်းနဲ့အတူကျွန်တော်အသက်ရှင်ရတာဖြစ်ပါတယ်ဖြစ်တော်ညီကောင်မတို့ကျွန်တော်ယေရှုခရစ်နဲ့အတူယနေ့နော်လူသစ်ဘဝနဲ့လောကရဲ့ညှဉ်းကျူးခြင်းတွေကလွတ်ပြီးဖြစ်ပါလေဗတ္တိဇံခံလို့ဖမြောက်ပြီးလို့နောက်အဲ့လိုအသစ်သောအသက်တာမှာရှောက်လန်းရခြင်းဟာလေငါပြောခဲ့သလိုယေရှုခရစ်၌ဗတ္တိဇံခံခြင်းကြောင့်ပဲဖြစ်တယ်ဆိုတော့ဒါကြောင့်ကျွန်တော်အသက်တာဟာယေရှုခရစ်၌ဗတ္တိဇံခံပြီးလူဟောင်းသေပြီးယေရှုခရစ်၌ဗတ္တိဇံခံပြီးလူဟောင်းသေပြီးလို့သိတဲ့လူသစ်ထမြောက်ပြီးလို့သိတဲ့လူသူ့ရဲ့အသက်တာဟာဘာလဲဆိုတော့ဗတ္တိဇံအသက်တာဖြစ်ပါတယ်ကျွန်တော်တို့ဗတ္တိဇံအသက်တာကိုရှောက်လန်းနိုင်လို့ဗတ္တိဇံဆိုတဲ့တမန်တော်တကယ်အရေးကြီးတဲ့အရေးအမြစ်ကိုကျွန်တော်ရှင်းလင်းသိဖို့သိအရေးကြီးပါတယ်လူဟောင်းသေပြီးကြောင်းတကယ်ရှင်းလင်းသိတဲ့သူတာလူသစ်အသက်တာ၌ရှောက်လန်းနိုင်ဖြစ်ပါတယ်အဲ့ဒီသူသာလွတ်မြောက်ခြင်း၄မျိုးကို၄မျိုးတကယ်လွတ်မြောက်သွားတဲ့သူဖြစ်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်ဒီအချက်တွေကိုကျွန်တော်နောက်ပြန်ခောက်ကြည့်မယ်ဆိုလို့ရှိရင်နော်ကျွန်တော်တို့ဟာနော်သိုးညစ်တော့ဤပြစ္ဆုတ်ပံဘဝမှာလွတ်မြောက်ရတယ်အဲ့ဒါဘာကြောင့်လဲဆိုအသစ်သောအသက်တာကိုရောက်ရှိသွားလို့ပါနော်အသစ်သောအသက်တာကိုရောက်ရှိသွားတယ်ဘာကြောင့်လဲဆိုတော့အသစ်မွေးပွားသွားလို့ပါအသစ်ဖြစ်ပွားသွားလို့ပါဘာကြောင့်အသစ်ဖြစ်ပွားရတာလဲဆိုတော့လူဟောင်းသေသွားလို့ပါဘာကြောင့်လူဟောင်းသေသွားရတာလဲယေရှုခရစ်၌ဗတ္တိဇံနဲ့ခံထားလို့ယေရှုသေတဲ့အခါလူဟောင်းနဲ့သေသွားရတာဖြစ်ပါလေဒါကြောင့်ဒီဖြစ်စဉ်အားလုံးရဲ့အရေးအမြစ်ကယေရှုခရစ်၌ဗတ္တိဇံဖြစ်ပါလေအဲ့ဒီဗတ္တိဇံအကြောင်းကိုရှင်းလင်းသိတဲ့သူကအသက်တာမှာဗတ္တိဇံအသက်တာနဲ့အသက်ရှင်နိုင်တာဖြစ်ပါလေဗတ္တိဇံအသက်တာကိုသိပြီးဆိုလို့ရှိရင်တစ်ဆင့်တက်ပြီးတော့ကျွန်တော်ထမြောက်ခြင်းအသက်တာနဲ့သက်ရှင်နိုင်တယ်ဆိုတာလေသိအရေးကြီးပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ခရစ်ယာန်အသက်တာမှာယုံကြည်သက်တာမှာဗတ္တိဇံသက်တာဟာအရေးကြီးပါတယ်ထမြောက်ခြင်းသက်တာဟာလည်းအရေးကြီးပါတယ်ထမြောက်ခြင်းအသက်တာကိုဘယ်လိုတွေ့နိုင်မလဲဆိုတော့သက်တွေကဂလာတိ20ရှိပါတယ်ကျွန်တော်တို့ခဏကြားရတဲ့ကြံချက်အတိတ်ပဲအလွန်လေးနေတဲ့ကြံချက်ငါသည်ခရစ်နဲ့အတူလောကထဲမှာအသေးခံပြီတဲ့အဲ့ဒါလူဟောင်းသေသွားတာယေရှုခရစ်၌ဗတ္တိဇံခံလို့လူဟောင်းသေသွားခြင်းကိုဆိုလိုတာဖြစ်ပါတယ်သို့တော်လည်းအသက်ရှင်သေး၏အဲ့ဒါကလူသိရှင်တာဖြစ်ပါလေဒါလည်းဗတ္တိဇံခံခြင်းအဖြစ်အတူသေးအတူကြိုအတူထမြောက်တာပဲဖြစ်ပါလေအဲ့ဒီအတူထမြောက်တဲ့အသက်တာမှာနော်တကယ်ထမြောက်တဲ့သူအသက်တာမှာအထဲမှာထွတ်တော်ကရှင်ပေးတာဖြစ်ပါလေအဲ့ဒါထမြောက်တဲ့အသက်တာဖြစ်ပါလေထမြောက်တဲ့အသက်တာကြည့်ပြီးတော့အထဲမှာခရစ်တော်ရှင်ဘူးဟာသူကသေခြင်းအသက်တာဆိုတဲ့ဗတ္တိဇံအသက်တာကိုအရင်သိရပါတယ်ပြီးတော့မှထမြောက်ခြင်းအသက်တာမှာခရစ်တော်အဖြစ်ခရစ်တော်ကိုယ်တိုင်ရှင်ပေးတဲ့အသက်တာကိုကျွန်တော်အထဲကနေခရစ်တော်ကိုယ်တိုင်ဖော်ဆောင်ပေးတာဖြစ်ပါတယ်ကျွန်တော်ကဝန်ခံသွားဖို့ဖြစ်ပါတယ်ဒါကြောင့်မို့လို့ထမြောက်ဗတ္တိဇံအသက်တာကိုမသိဘဲနဲ့ထမြောက်ခြင်းအသက်တာကိုမသိဘဲနဲ့ကျွန်တော်အထဲမှာခရစ်တော်အသက်ရှင်ပေးခြင်း
ခရစ်တော်အသက်တာထင်ရှားပြီးတော့ခမည်းတော်ရဲ့ဘုံဖြစ်ရှားခြင်းဆိုမဖြစ်နိုင်ဘူးဒါကြောင့်မလို့အလွန်လှပတဲ့နော်ဂလာတိ20အသက်တာကျွန်တော်တို့မှာထင်ရှားစေလို့ကအရေးကြီးတယ်ယေရှုခရစ်၌ပဋိသန္ဓေအသက်တာထမြောက်ခြင်းအသက်တာအကြောင်းကိုဒီညနေဒီမလို့နဲ့ပေါ့ရှင်းလင်းစွာနားလည်နိုင်ဖို့ဝေငှပေးတာဖြစ်ပါတယ်ပဋိသန္ဓေဟာကျွန်တော်သက်တာမှာမရှိမဖြစ်အကြောင်းအရာပါထမြောက်ခြင်းဟာလည်းကျွန်တော်သက်တာမရှိမဖြစ်အကြောင်းအရာပါအလုံးဖျားရှင်ကောင်းကြီးပေးပါစေ